ဒီဗီဒီယိုလေးကဒီနေ့အတွက်အရန်ကိုထူကြပြီးတန်မိုးရှိတဲ့ဗီဒီယိုလေးတော့အရင်ဆုံးမှတ်ချက်ပေးချင်ပါတယ်။ဘာကြောင့်ကျွန်တော်ဒီမှတ်ချက်ကိုပေးတာလဲဆိုရင်မကြိုင်ချိန်လေးမှာဒီဗီဒီယိုဖွင့်ပြတဲ့အခါကျရင်ကျွန်တော်ကြည့်ရှုနေကြပြီးတော့သိရှိရမှာလည်းဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးထုံးစံတိုင်းဗီဒီယိုလေးကိုဖွင့်ပြမယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးရမယ်။ဆိုတော့ကြည့်လိုက်ရအောင်။တက်တယ်ပေါ့။ဆက်တော့ဗျာ။ဒီနေ့နေနေတော့နဲ့အတူတူသွားတယ်ရှက်တယ်။မင်းနဲ့ဘေးရပဲဖြစ်အတွက်မကောင်း။အမေကအမေပဲလေ။မဆိုင်မှုရလူတွေကအဲ့လိုထင်မလို့။ကိုရင်ရဲ့ခံယူချက်တော်တော်လေးကိုကောင်းပါနော်။ကြီးကြီးမဆိုင်ဘူး။နားတာကတော့မင်းလေးနဲ့တော့ကပ်မလို့အမေအဲ့ဆိုသားနာကတ်မရဘူးမရဘူးအမေနဲ့ဖះမှုတော့ရှက်တယ်ပေါ့နော်ပြန်နားထောင်ချင်ဆက်တော့ဗျာဒီနေ့နေကောင်းတာကတော့မင်းလေးနဲ့ဘေးရပဲဖြစ်အတွက်မကောင်းအမေကအမေပဲလေမဆိုင်မှုရလူတွေကအဲ့လိုထင်မလို့ကြီးကြီးမဆိုင်ဘူးနားတာကတော့မင်းလေးနဲ့တော့ကပ်မလို့အမေအဲ့ဆိုသားနာကတ်မရဘူးโอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုဒီနေ့ညနေပိုင်းမှာ TikTok မှာမတင်မပဲတွေ့လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်တို့အားလုံးမြင်တွေ့တဲ့အတိုင်းပဲတန်ကတော့ကိုကြီးလေးကမိခင်ဖြစ်တဲ့သူကိုပြောမှဆိုအတူတူရှင်တွဲသွားလာဖို့မတင်တော်တဲ့အကြောင်းကိုသူရဲ့ခံယူချက်ပေါ့နော်ပြောဆိုကျွန်တော်လူလိုပြောမယ်ဆိုရင်တော့ခံယူချက်ကိုပြောပြပေးနေတာဖြစ်တယ်တော်တော်လေးလည်းဒါပြောမယ်ဆိုတခြားသောတန်ကတော့ငယ်တွေပေါ့နော်တူယူတဲ့ဗီဒီယိုဖိုင်လေးတို့ကျွန်တော်မှတ်ချက်ပေးခြင်းတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်တို့အားလုံးတွေ့တဲ့အတိုင်းပဲမိခင်ဖြစ်တဲ့သူကတော့ပြောမယ်ဆိုမိခင်စိတ်ပေါ့နော်။မိခင်စိတ်နဲ့တန်ဃာတော်ဖြစ်တဲ့သားငယ်ပေါ်မှာပြောမယ်ဆိုရင်လိုလေသေးမရှိအောင်လိုက်ပြီးတော့လိုရာလေးတွေဖြည့်ဆည်းပေးဖို့မိခင်တယောက်အနေနဲ့စံနှရှိတယ်။သို့တော်လည်းပဲသားဖြစ်တဲ့သူဒါကိုရင်လေးကတော့ပြောမယ်ဆိုရင်အတူတူသွားလာဖို့မသင့်တော်တဲ့အကြောင်းကိုပြောကြတာတော့ကျွန်တော်တွေ့ရတယ်။ဒါတော့တကယ်ကိုပဲပြောမယ်ဆိုကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတန်မိုးရှိပြီးတော့မှဒီခေတ်ကာလမှာပို့ပြီးတော့မှပြောမယ်ဆိုမှတ်သားတဲ့ဒါဗီဒီယိုဖိုင်လေးတစ်ခုလိုတော့ကျွန်တော်မှတ်ချက်ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခြားတစ်ဖက်မှာလည်းဒီလိုပုံစံနဲ့ပြောင်းပြန်ဖြစ်နေတဲ့ site တွေလည်းရှိနေတယ်လေ။ဒါအားလုံးလည်းသိကြမှာပါ။ကျွန်တော်တို့တွေပြောမယ်ဆိုရင်တချို့တန်ဃာတော်တွေနော်ဝင်းနီးနဲ့ကိုက်ညီတဲ့မသိလျော်တဲ့အပြုအမူတွေကိုဆောင်ရွက်နေတာ TikTok တွေမှာကျွန်တော်တွေ့ဘူးပါတယ်။ Facebook ပေါ်ဒီမှာဆိုလက်ဒီတိုင်းပဲ TikTok ပေါ်မှာဆိုရင်တော့ပို့ဆိုးတာပေါ့နော်တန်ဃာတော်ဆိုပြီးမြဲလည်းဒီသင်္ကန်းကိုမအားမနာပဲနဲ့ TikTok တွေစော့ပြနေကပြနေတချင်းတွေ like ဆိုပြီးတော့မှနော်ဒီလိုနေတဲ့တန်ဃာအချို့လည်းကျွန်တော်တို့ live ပေါ်မှာတွေ့ပြီးပါတယ်။ဒါကြောင့်မလို့လဲဒီလိုတန်ဃာတော်တွေအနေနဲ့နော်ဒီလိုမျိုးကိစ္စတွေကိုလူလိုမျိုးပြုမှုဆောင်ရွက်ခြင်းနဲ့ဆိုရင်တော့ဘာမှမထူးဘူးပေါ့နော်သင်္ကန်းကိုပယ်ပြီးတော့မှလူဝစ်တာလဲပြီးတော့မှလူတယောက်အနေနဲ့ပဲပြုမှုဆောင်ရွက်တာပို့ပြီးတော့တင့်လျော်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့သင်္ကန်းကိုဆက်လက်ပြီးတော့မှဝစ်စင်မယ်ဆိုရင်တော့ဒီသင်္ကန်းနဲ့ကိုက်ညီတဲ့ကျွန်တော်တို့နေထိုင်မှုပုံစံဝင်းနည်းတွေကိုနားမှာလည်းဖြစ်ပါတယ်ဒါမှသာလေကျွန်တော်တို့ဗုဒ္ဓဘာသာကိုပြောမယ်ဆိုရင်အစဉ်မြဲထွန်းလင်းတောက်ပေါက်အောင်ကျွန်တော်တို့ကာကွယ်နိုင်မှာလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီလိုပြောရတဲ့အဓိကအကြောင်းအရာလည်းချားမဟုတ်အားလုံးလည်းသိကြတဲ့အတိုင်းပဲလက်ရှိခေတ်ကာလအခြေအနေအရပုံစံမျိုးစုံနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒါဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ပြောဆိုမှုတွေဝေဖန်မှုတွေများစွာရှိပါတယ်အဲ့လိုအခြေအနေမှာအနေထိုင်မှန်ဖို့ကရန်ဟွန်ရေးကြည့်ပါတယ်ဗုဒ္ဓဘာသာဝင်တွေအားလုံးအတွက်ပေါ့နော်လူကလည်းလူတွေအလျောက်တန်ဃာတော်တွေကလည်းတန်ဃာတော်တွေအလျောက်နေထိုင်တတ်ဖို့လိုအပ်ပါတယ်အဲ့လိုမှမနေထိုင်တတ်ဘူးလူတွေကလည်းကျွန်တော်တို့မနေတတ်မထိုင်တတ်တန်ဃာတော်တွေနဲ့တပူတွဲတွဲနေထိုင်မယ်တန်ဃာတော်တွေကလည်းဒီလိုပဲဝိနည်းတွေကိုမေ့လျော့နေမယ်ဆိုရင်အများပြောစရာဖြစ်မယ်ပြောမယ်တခြားသောဘာသာတွေရဲ့ကဲ့ရဲ့ဝေဖန်ခြင်းတွေကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ခံရမှာလည်းဖြစ်တယ်။နောက်အဲ့လိုမခံရမှုဆိုရင်တော့လက်ရှိကျွန်တော်မြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်တွေကတန်ဃာတော်လေးလိုမျိုးပဲအခြားသောတန်ဃာတွေကလည်းအကျင့်ကြံအားထုတ်ဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့မှတ်ချက်ပေးခြင်းနဲ့ကြည့်တော့ကျွန်တော်တို့ဒီကိစ္စတွေကသူ့နေရာနဲ့သူလောကကြီးမှာကစီမီစီကန်တွေလုံးဝမဲ့သဘောတဘာဝတွေကရှိပြီးသားပါအလုံးလည်းနားလည်ပြီးသားပါဥပမာဆိုတော့ကျွန်တော်တို့ဒါကျောင်းဆရာဆိုရင်ကျွန်တော်တို့ကျောင်းသူကျောင်းသားလေးတွေအပေါ်မှာပညာသင်ကြားပေးရမှာဖြစ်တယ်နောက်ပညာသင်ကြားပေးရမှာဖြစ်တယ်ကိုသိတဲ့ဘုဟုတုဒကိုသိတဲ့စာပေပညာရက်တွေကိုပြန်လည်ပြီးတော့လက်ဆင့်ကမ်းပေးရမှာဖြစ်တယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ငယ်လူရွယ်တွေအတူယူမှားမဲ့နေထိုင်မှုမျိုးတွေပေါ့ကျွန်တော်တို့ TikTok တွေစောပြမယ်ကပြမယ်တင်းနေလှုပ်ပြီးတော့ဒီလိုမျိုးပုံစံတွေဆိုရင်တော့ပြောမယ်ဆိုရင်ဒါဆရာမရဲ့ပြောမယ်ဆို category နဲ့မကိုက်ညီတဲ့ပုံစံလေးလိုပဲကျွန်တော်တို့မှတ်ချက်ပေးခြင်းတယ်ဒီလိုပဲတန်ဃာတော်ဆိုလဲဒီလိုပဲတန်ဃာတော်အလျောက်သူဆိုရင်လဲကျွန်တော်တို့လူအလျောက်နေထိုင်မှုပုံစံမှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့ရဲ့လူမှလည်းလူကျင့်ဝတ်တွေရှိပါတယ်ဆိုတော့လူကျင့်ဝတ်တွေကိုမှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့ကအားလုံးကလိုက်နာပြီးတော့ဆောင်ရွက်ကြမယ်ဆိုရင်လောကကြီးကတကယ်တော့ပျော်စရာကြီးပါဗျအဲ့လိုမှမဟုတ်ဘဲနဲ့စန့်ကျင်ဘက်တွေနေထိုင်မယ်ကိုလုံးဝမဲ့အလုပ်ကိုမလုပ်ဘဲနဲ့ကိုမလုံးဝမဲ့အလုပ်တွေကိုလုပ်နေမယ်ဆိုရင်တော့ကျွန်တော်လောကကြီးကပျော်စရာကောင်းနေမှာတော့မဟုတ်တော့ပါဘူးဗျဆိုတော့ဒါလေးကတော့ဒီနေ့မှတ်တမဲ့တွေ့လိုက်တဲ့ဗီဒီယိုဖိုင်လေးရရှိလာတဲ့သင်ခန်းစာလေးဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးဗာများမှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းတာရှိခုမှရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့မြကြည့်ရှုအားပေးနေကြတဲ့ viewer တူတယောက်ချီးစီရလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညပါဗျ see you next video
။